အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုရီကာရှိုးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ချမ်းအေးကိုပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့လူကြိုက်များပြီးတော့အယောင်းဝယ်တွက်တယ်ဒါ GD1 နှစ်စီးရောင်းချပြပါမယ်ခင်ဗျာနှစ်စီးလုံးတောက်ချောင်းနယ်လေးဖြစ်မယ်ခင်ဗျာကာလာဘလက်လေးဖြစ်ပါမယ်ကဲဒီဘက်က F10 လေးကတော့ဒါတောက်ချောင်းနဲ့2000ခုမော်ဒယ်လေးဖြစ်မယ်ရောင်းချပြမယ်စီနှုန်းလေးကတော့698သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာအလွိုင်းပလက်လေးပါပါမယ်ကာလာဘလက်လေးပါခင်ဗျာကားလေးတော်တော်လေးတန့်ပါတယ်ကဲဒါတော့အတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျာရှမိုင်းသားလေးနဲ့ပါအတွင်းကလေးလည်းတော်တော်လေးတန့်ပါခင်ဗျာ TV back camera လေးပါမယ်အဲကွန်တော့ရိုးရိုးကြောက်ကြအဲကွန်လေးပဲဖြစ်ပါမယ်ခင်ဗျာအယုံဆွဲပိုင်းကောင်းတဲ့ GD1 လေးဖြစ်ပါမယ်ပလက်ရှစ်လုံးနဲ့နော် highway ပါတယ်ကောင်းပါတယ်ခင်ဗျာကဲတော့စီရသက်တိုက်ပြီးတော့မှမီတာစုပေါ်ပါစီလို့ရမယ်ကားလေးတွေပဲဖြစ်ပါတယ်ရုံးဆွဲပိုင်းလည်းတော်တော်လေးကောင်းပါတယ်ခင်ဗျာရောင်းချပြမယ်ဈေးနှုန်းလေးက698သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာ Honda Fit GD1 2000ခုမော်ဒယ်လေးပါခင်ဗျာကဲဒီဘက်ဒီတန်းလေးကတော့ဒါ Aircon Digital Edition Grade လေးဖြစ်ပါမယ်ခင်ဗျာရောင်းချပြမယ်ဈေးနှုန်းလေးကတော့938သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာ2000ခုမော်ဒယ်တောက်လျှောက်နယ်လေးပါကာလာဘလက်လေးပါခင်ဗျာကျွန်တော်တွင်းကန်းလေးပြပေးပါမယ်ဒီကောင်လေးကတော့လေဆာစွပ်လေးတွေစုပ်ပေးထားမယ် Aircon Digital လေးဖြစ်မယ်နော် TV back camera လည်းပါပါတယ်ခင်ဗျာ2000ခုမော်ဒယ်လေးပါတွင်းကန်းလေးလည်းတော်တော်လေးတန့်ပါတယ်ခင်ဗျာကဲဒါတော့နောက်အလဲခန်းလေးဖြစ်မယ်နောက်အလဲခန်းလေးတော်တော်လေးတန့်မယ်ဒါမိသားစုပေါ့ပပနဲ့ highway ဘာညာလဲသုံးမယ်မြို့တွင်လဲသုံးမယ်ဆိုတော့ဒါ customer များအတွက်လုံးဝအဆင်ပြေစေမဲ့ GD1 လေးတွေဖြစ်ပါတယ်ခင်ဗျရောင်းချပြမဲ့ဈေးနှုန်းလေးက938သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျဟိုဘက်က F10 လေးကတော့698သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ကားလေးတွေစိတ်ဝင်စားလို့ကျွန်တော်တို့ဖုန်းဆက်မေးမြန်းလို့ပါက39 924 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုခြင်းတွေတို့တက်ကတော့အရှိတကုံရစားတွေလမ်းမကြီးပေါ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်